ဒီလိုမျိုးမို့အေးလေးအိမ်ထဲမှာငါနှွေးနှွေးထွေးထွေးနဲ့တွေ့ဆွေးဆက်တိတ်ကဝေးမှာ hey နာဘေးမှာတွေ့သူ passport ပုံသေးသေးလေးစေရမင်းခရဲရွာရောက်နေတော့တွေ့ပြီလို့တွား